အားလုံးပဲမင်္ဂလာပါရှင် Story with Me Channel လေးကနေကြိုဆိုပါရစေဒီနေ့ပြောရရင်မှာကတော့အသားအရောင်မတူညီရဲ့ညီမနှစ်ယောက်ရဲ့မင်္ဂလာဝတ်ဆောင်ဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့စင်ကာနီယာမိသားစုထဲမှာမင်္ဂလာပွဲတစ်ခုဖြစ်ဖို့ရှိပါတယ်ဒါပေမဲ့စင်ကာနီယာမိသားစုရဲ့အကြီးဆုံးသမီးကတော့လှည့်စားခံလိုက်ရပါတယ်ဒီနေ့သူ့ရဲ့ညီမလေးအန်နာမီကလက်ထပ်ရမှာဆိုပေမဲ့အန်နီသားကတော့ဝမ်းနေပြီးတော့ငိုနေကြတာပေါ့ဘာဖြစ်လို့အမြဲတမ်းဒီလိုဖြစ်နေရတာလဲငါရဲ့ဘဝမှာပဲဒီလိုအခက်အခဲဒုက္ခတွေကဘာဖြစ်လို့ရောက်လာရတာလဲမင်္ဂလာဝတ်ဆောင်ကငါအတွက်ဝယ်ခဲ့တာလေဒါတော့မှငါကမင်္ဂလာမဆောင်ရဘဲနဲ့အန်နာမီကမင်္ဂလာဆောင်နေရတယ်ဒီအချိန်မှာသူ့ရဲ့အမေကလည်းသူ့ကိုလာပြောလိုက်ပါတယ်သမီးလေးအခုဘာမှလုပ်လို့မရတော့ဘူးကံကြမ္မာဆိုတာကဖျားသခင်ကရေးထားပေးပြီးသားပဲဘာဖြစ်လို့လဲအမေရဲ့သမီးကအသားမဲလို့လားအသားမဲတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ငငယ်လေးတွေကသမီးအခုလိုမျိုးခံလာခဲ့ရတာဒီအချိန်မှာပဲအန်နာမီကာနဲ့သူ့ရဲ့အဖေတို့ရောက်လာခဲ့ကြပါတယ်ဟုတ်တယ်နင်ကအသားမဲတယ်အဲ့ဒါကြောင့်နင့်ကိုဘယ်သူမှသဘောမကျကြဘူးအဲ့ဒီအတွက်ပဲနင့်ကြီးစားကနင့်ရဲ့ညီမနဲ့လက်ထပ်ချင်နေဆိုပြီးရွေးချယ်ခဲ့တာလीဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာအန်နီသားကပို့ပြီးတော့ဝမ်းနေသွားပြီးတော့ငိုနေကြတာပေါ့သူ့ရဲ့အမေကလည်းပြောလိုက်ပါတယ်တော်ပါတော့ရှင်တို့ကလည်းဘာဖြစ်လို့ဒီလောက်တောင်မှပြောဆိုနေရတာလဲကျမရဲ့ကလေးကဝမ်းနေနေတာလေသူ့ကိုထပ်ပြီးဝမ်းနေရအောင်မလုပ်ပါနဲ့ဘာဖြစ်လို့မပြောရမှာလဲသူကအသားမဲတယ်ဆိုတာကိုသိအောင်ပြောရမယ်ကြည်ရတာလွန်ခဲ့တဲ့ဘဝတုန်းကမိသွေးရုံမှာအလွတ်လွတ်တဲ့သူရဲ့အိမ်မှာဝေးဖွာလာခဲ့တာပဲဖြစ်ရမယ်အန်နီတာကဒီနေ့မှဒါမျိုးတွေခံစားနေရတာမဟုတ်ပါဘူးသူကမွေးဖွာလာကလေးကဒီလိုမျိုးတွေခံစားနေခဲ့ရတာပါအန်နီသားနဲ့အန်နာမီကာတို့နှစ်ယောက်စလုံးကအမွာညီမတွေပါအန်ချနာကတော့အမွာသမီးတွေကိုပိုင်ဆိုင်ခွင့်ရခဲ့တဲ့အတွက်ပျော်ရွှင်နေခဲ့ပါတယ်ဒါပေမဲ့အသားပြိုတဲ့သမီးတစ်ယောက်နဲ့အသားမဲတဲ့သမီးတစ်ယောက်ကိုတွေ့ခဲ့ရတဲ့အချိန်မှာတော့ဖခင်ဖြစ်သူကစိတ်ဆိုးသွားပါတယ်ခဏနေပါဦးဒီကလေးကဘလို့ဖြစ်ပြီးဒီလောက်တောင်မဲနေရတာလဲကျမကတမင်တက်လုံးလို့ရတာမဟုတ်ဘူးလေခလေးပဲကျမတို့မွေးထားတာမဟုတ်ဘူးလားအသားဖြူဖြူမဲမဲဘလို့မဆိုချင်းရမှာပဲမရဘူးငါကတော့ဂုံတရေရှိရဲ့လူကြီးမင်းတစ်ယောက်ဖြစ်တဲ့အတွက်ငါရဲ့သမီးကအသားမဲနေတာကိုမလို့ချင်းဘူးဒါကြောင့်ဒီအသားမဲတဲ့ကလေးကငါအတွက်သမီးမဟုတ်ဘူးဖခင်ဖြစ်သူကတော့အသားမဲတဲ့ကလေးကိုလက်မခံခဲ့ပေမဲ့မိခင်ကတော့သူ့မွေးထားတဲ့ကလေးဖြစ်တဲ့အတွက်နှစ်ယောက်စလုံးကိုညီတူမျှတူချစ်ပါတယ်အန်နီသားကတော့သူ့အမေစီကချစ်ချင်းမြတ်တာတွေကိုပဲရရှိခဲ့ပေမဲ့အန်နာမီကတော့အဖေရဲ့အချစ်ဆုံးသမီးလေးဖြစ်နေခဲ့ပါတယ်အာမိတ်ကလည်းပြောလိုက်ပါတယ်ကဲငါရဲ့သမီးလေးနေကငါ့အတွက်သမီးအစ်စ်တစ်ယောက်ပဲရှိတယ်တရက်ကြရင်တော့ငါရဲ့သမီးလေးကိုကြီးကြီးကျယ်ကျယ်ခံခံနာနာလက်ထပ်ပေးမယ်ပြီးသွားရင်တော့ဒီမြို့မှာရှိတဲ့ဈေးအကြီးဆုံးမင်္ဂလာဝတ်ဆောင်ကိုလည်းဝယ်ပေးမယ်ကောင်းပါပြီဖေကျေးဇူးတင်ပါတယ်ဒါဆိုရင်သမီးအတွက်ရောနေရောက်ကိုလည်းကြည်စမ်းပါဦးနေကိုဘသူကလက်ထပ်ချင်ပါလဲအန်နီသားကိုသူ့ရဲ့ညီမနဲ့သူ့ရဲ့အဖေနှစ်ယောက်စလုံးကအမြင်ဒီပုံစံအတိုင်းဆက်ဆံခဲ့ပါတယ်ဒါပေမဲ့သူ့ရဲ့အမေကတော့အန်နီသားကိုချစ်ပါတယ်အမေတယောက်တည်းကတော့ဒီအိမ်မှာအခွင့်အာဏာမရှိဘူးလေဒါကြောင့်အန်နီသားကလည်းနာကျင်မှုဝေဒနာတွေကိုခံစားနေရရင်းနဲ့ကြီးလာခဲ့ပါတယ်နှစ်ယောက်စလုံးကကြီးလာခဲ့ကြပေမဲ့ဖခင်ဖြစ်သူကအန်နာမီကာတယောက်တည်းကိုပဲကြောင်းကောင်းကောင်းထားပြီးခဲ့ပါတယ်သူတက်နေတဲ့ကြောင်မှာတော့အရန်ကိုချမ်းသာတဲ့ကလေးတွေကကြောင်းတက်နေခဲ့ကြတာပါအန်နီသားကတော့ရိုးရိုးအစိုးရကျောင်းမှာပဲပညာသင်ကြားခွင့်ရခဲ့ပါတယ်ဒီမှာတော့စာသင်မှုအတွက်ဆရာမတော်မှမရှိပါဘူးသမီးရဲ့ညီမလေးကကြတော့ကျောင်းကောင်းကောင်းတက်ခွင့်ရတယ်သမီးကကြတော့ဆရာမတော်မရှိတဲ့အစိုးရကျောင်းမှာတက်နေရတယ်ဘာရီများမှားခဲ့လို့လဲအဖေအမားဆိုတာကနေမွေးလာကလေးကဖြစ်နေကြတာငါကအသားမဲတဲ့သမီးကိုမလို့ချင်ဘူးဘလို့မဆိုငါနေကိုကြောင်းထားပေးနေတာကိုပဲကျေးဇူးတင်လိုက်နေအခုလိုမျိုးရုံနဲ့တခြားမိသားစုတွေမှာသာမွေးဖွားလာမယ်ဆိုရင်တော့မြောင်းထဲမှာရောက်နေတော့ပြီဒီစကားကိုကြားလိုက်ရတဲ့အချိန်မှာတော့အန်နီသားကလည်းဝမ်းနေသွားပြီးတော့ငိုနေခဲ့ပါတယ်သူမငိုနေလို့ဘာမှထူခြားလာမှမဟုတ်ပါဘူးသူမပထမဦးဆုံးကျောင်းကိုသွားခဲ့ပေမဲ့အဲ့ဒီနေ့မှလည်းသူမနဲ့ဘယ်သူမှတငယ်ချင်းမဖြစ်ခင်ကြရပါဘူးအားလုံးကလည်းသူမကိုတွေ့ရနဲ့လှောင်ပြောင်နေခဲ့ကြပါတယ်ဟဲ့ဟိုမှာကြည့်ပါဦးအဲ့ဒီမိန်းကလေးကတော်တော်လေးကိုအသားမဲတယ်နော်ဟုတ်တယ်ဒီလောက်တောင်အသားမဲတဲ့မိန်းကလေးနဲ့ဘသူကလက်ထပ်မှာလဲသူကမင်္ဂလာဝတ်ဆောင်ဝတ်လိုက်မယ်ဆိုရင်တော့မှတရဲမနဲ့တူနေမှာအန်နီသားကလည်းငငယ်ကလေးတွေကဒီစကားတွေကိုနားထောင်နေကြရတာပါသူမအတွက်ဒါတွေကအသက်အဆန်းတော့လည်းမဟုတ်ပါဘူးဒီလိုပဲသူမကတော့မကောင်းတဲ့နေ့ရက်တွေကို
ဖြတ်တန်းနေကြရပါတယ်။သူတို့ရဲ့ကြောင်ရှိကိုတော့တခါတလေကြရင်လေဒီပြည်နယ်ရဲ့ဝင်ကြီးချုပ်သားဖြစ်သူကစိုက်ကယ်နဲ့လာတတ်ပါတယ်။တရက်မှာတော့သူကကြောင်လွတ်တဲ့အချိန်မှာကြောင်ရှိကိုစိုက်ကယ်နဲ့ရောက်လာခဲ့ပါတယ်။အတန်းပြီးသွားတဲ့အချိန်အန်နီတာကလည်းအိမ်ကိုပြန်နေခဲ့တာပေါ့။ဝင်ကြီးချုပ်ရဲ့သားဖြစ်သူနာမည်ကဆိုဟာရှ်ပါ။ဆိုဟာရှ်ကအန်နီတာကိုတွေ့ရနဲ့လှောင်ပြောင်နေခဲ့ပါတယ်။ဒီလောက်မဲတူးနေတဲ့မိန်းကလေးကိုဘသူကကျောင်းမှာလက်ခံထားရလဲ။ဆိုဟာရှ်ရဲ့တငယ်ချင်းတွေကလည်းအတူတူလှောင်ပြောင်နေကြရင်းနဲ့ပြောလိုက်ပါတယ်။သူကကြီးရတာဒီလိုဖြစ်နေတာဆိုပေမဲ့သူ့ရဲ့အဖေကအတော်လေးချမ်းသာတယ်။တကယ်လား။ဒါနဲ့သူ့ရဲ့အဖေကဘသူလဲ။သူ့ရဲ့အဖေကကျွန်တော်တို့မြို့မှာနာမည်အကြီးဆုံးအာမစ်လေ။ဒီအချိန်မှာဆိုဟာရှ်ကလည်းအာမစ်ကိုသိပါတယ်။အာမဲဆိုတဲ့သူကဘလောက်တောင်ချမ်းသာကြွယ်ဝလဲဆိုတာကိုသူသိနေကြတာပေါ့။ဘာတွေပြောနေရလဲဒါအာမစ်ရဲ့သမီးဟုတ်လား။ဒါဆိုရင်တော့ငါသူနဲ့ပဲလက်ထပ်မယ်။ပိုင်ဆိုင်မှုတွေအကုန်လုံးကငါအတွက်ပဲဖြစ်လာစီရမယ်။ပတ်စံအတွက်နဲ့ဘလို့မင်းကလေးကိုမဆိုလက်ထပ်နိုင်နေပေါ့။ဒါပေါ့ပတ်စံဆိုတာငါအတွက်အရာရာပဲလေ။ဆိုဟာရှ်ကလည်းချက်ချင်းပဲအန်နီတာရဲ့ရှေ့ကိုသွားလိုက်ပါတယ်။ဘာလဲဘာကိစ္စရှိလို့လဲရှင်ကဘာတူလဲ။ငါရဲ့နာမည်ကဆိုဟာရှ်ပါ။ငါမင်းကိုအရန်သဘောကျလို့ငါနဲ့တငယ်ချင်းဖြစ်ချင်လား။အန်နီတာကလည်းကြောင်သွားခဲ့ပါတယ်။အခုမှသူမနဲ့တငယ်ချင်းဖြစ်ချင်တယ်လို့ပြောတဲ့တန်ကိုပထမအဆုံးကြားဘူးတာပါ။သူမကလည်းရီပြီးတော့ပြောလိုက်ပါတယ်။ဟုတ်ကဲ့ရပါတယ်။နှစ်ယောက်စလုံးကတငယ်ချင်းဖြစ်သွားခဲ့ကြပြီးတော့ရက်အနေငယ်အတွင်းမှာပဲတွဲလိုက်ကြတာပေါ့။တကယ်ချစ်တာကတော့အန်နီတာပါပဲ။ဆိုဟာရှ်ကတော့သူ့ကိုချစ်ချင်းဟန်ဆောင်နေကြတာပါ။သူချစ်တယ်ဆိုတာပတ်စံပဲရှိပါတယ်။သူကအန်နီတာနဲ့အမြန်ဆုံးလက်ထပ်ပြီးတော့အာမင်းရဲ့တမတ်ဖြစ်ချင်နေခဲ့ပါတယ်။အန်နီတာကြီးငါမင်းနဲ့အမြန်ဆုံးလက်ထပ်ချင်တယ်အမြန်ဆုံးပဲအိမ်မှာငါတို့မင်္ဂလာပွဲတွေစကားပြောကြည့်ရအောင်အန်နီတာကတော့အရန်ကိုပျော်ရွှင်လို့စောင့်တည်ရမရခဲ့တာပေါ့သူရဲ့ညီမလေးအန်နာမီကာကတော့သူ့ကိုအမြဲတမ်းလက်ထပ်ရမှာမဟုတ်ဘူးလို့ပြောဆိုလို့ရှိပါတယ်အန်နီတာလက်ထပ်တော့မယ်ဆိုတဲ့အကြောင်းကိုကြားသိခဲ့ရတဲ့အချိန်မှာတော့အန်နာမီကာကလည်းလန့်သွားခဲ့ပါတယ်သူကအိမ်မှာလက်ထပ်တော့မယ်ဆိုတဲ့အကြောင်းကိုပြောခဲ့တဲ့အချိန်မှာအားလုံးကလည်းအံ့အားသင့်သွားခဲ့ကြတာပေါ့နင်းနဲ့ဝင်ကြီးချုပ်ရဲ့သားကလက်ထပ်ခြင်းနဲ့ဟုတ်လားဟုတ်ပါတယ်အဖေရဲ့သမီးမကြခင်လက်ထပ်ရတော့မယ်အဲ့ဒါကြောင့်သမီးအတွက်အကောင်းဆုံးမင်္ဂလာဝတ်ဆောင်ကိုဝယ်လာခဲ့ပေးပါနော်အမေပထမတည်းကတီးခဲ့တာပေါ့သမီးလေးရဲ့ငါသမီးလိုမျိုးကောင်းမွန်တဲ့မိန်းကလေးကိုတယောက်ယောက်ကတော့လက်ထပ်မှာပဲမဖြစ်နိုင်ပါဘူးငါပို့ပြီးတော့လှတာလေနင်းထက်အရင်ငါကလက်ထပ်ရမှာဒါလုံးဝမဖြစ်နိုင်ဘူးအခုဆိုရင်တော့နင်လုံးဝမဖြစ်ချင်တဲ့အရာတွေဖြစ်လာတော့မယ်အန်နာမီကာရဲ့အဖေသမီးအတွက်မင်္ဂလာဝတ်ဆောင်ဝယ်လာခဲ့ပေးနော်ဝင်းကြီးချုပ်ရဲ့သားအကြောင်းကိုကြားခဲ့ရတဲ့အချိန်မှာတော့အာမေကလည်းပါးစပ်ပိတ်သွားခဲ့ပါတယ်သူကအရန်ကိုချမ်းသာတဲ့တတိဖြစ်တဲ့အတွက်ကြောင့်မလို့နိုင်ငံကြီးတဲ့ကိုဝင်ကြီးနေခဲ့ပါတယ်သူ့သမီးလေးသားဝင်းကြီးချုပ်ရဲ့သားနဲ့လက်ထပ်လိုက်ပြီးဆိုရင်တော့သူ့ကိုနိုင်ငံရေးတဲ့ဝင်ဖို့အတွက်ဘယ်သူမှမတားနိုင်တော့ပါဘူးဒါကိုစဉ်းစားပြီးနောက်မှာတော့အာမေကလည်းအန်နီသားအတွက်10 သိန်းတန်ဝတ်စုံကိုဝယ်ပေးခဲ့ပါတယ်မင်္ဂလာဝတ်စုံကိုတွေ့လိုက်ရတဲ့အချိန်မှာအန်နီသားကပျော်ရွှင်သွားခဲ့ပြီးအန်နာမီကတော့ငိုနေခဲ့ပါတယ်သမီးလေးမနှက်ပြန်ကောင်းလေးကိုအိမ်ခေါ်လာခဲ့ငါလဲကြည့်ကျင်တယ်ဒီလိုနဲ့အန်နီတာကလည်းသူ့ရီးစားကိုအိမ်ကိုခေါ်လာခဲ့ပါတယ်ဆိုဟာမသိတာကတော့အန်နီတာစီမှာညီမတစ်ယောက်ရှိရဲဆိုတာကိုပါသူကအန်နာမီကာကိုတွေးတဲ့အချိန်မှာသဘောကျသွားပါတယ်အန်နီတာရဲ့ညီမကအတော်လေးလှတာပဲဒါဆိုရင်ငါဘာဖြစ်လို့အန်နီတာနဲ့လက်ထပ်ရမှာလဲတကယ်တော့ငါသာအန်နာမီကာနဲ့လက်ထပ်မယ်ဆိုရင်တော့လှပတဲ့မိန်းမကိုလည်းရမယ်ပတ်စံလည်းရမယ်အန်နာမီကာကတော့ဘလို့မဆိုဒီမင်္ဂလာပွဲကိုဖျက်ဆီးချင်နေခဲ့တာပါနှစ်ယောက်စလုံးကညပတ်ဖုန်းစကားပြောရင်းနဲ့ဖောက်ပြန်ခဲ့ကြပါတယ်အန်နီတာကတော့ဒီအကြောင်းတွေကိုလုံးဝမသိပါဘူးဆိုဟာရှ်ကတော့အန်နီတာရဲ့ဖုန်းတွေကိုလုံးဝမကင်တော့ပါဘူးရန်နေငယ်ကြတော့အန်နီတာကလည်းတခုခုဖြစ်နေတယ်လို့ထင်သွားခဲ့တာပေါ့ခဏနေပါဦးဆိုဟာရှ်ကငါရဲ့ဖုန်းကိုဘာလို့မကင်တာလဲငါသူနဲ့အမြန်ဆုံးသောတိတ်မှဖြစ်မယ်ဒီလိုနဲ့ကြောင်ရဲ့အပြင်ဘက်မှာဆိုဟာရှ်နဲ့တွားတွေ့ခဲ့ပေမဲ့သူ့မလာပါဘူးလိုက်ရှာနေရင်နဲ့အန်နီတာကလည်းပန်းညံရှိကိုရောက်သွားခဲ့တဲ့အချိန်မှာဆိုဟာရှ်ကသူ့ရဲ့ညီမအန်နာမီကာနဲ့ထိုင်နေတာကိုတွေ့ခဲ့ရပါတယ်ဆိုဟာရှ်ငါရဲ့ညီမနဲ့နင်ဒီမှာဘာလုပ်နေရလဲငါတို့ကချစ်နေကြတာလေဘာလုပ်နေရမှာလဲဆိုဟာရှ်ကငါ့ကိုချစ်တာနင့်ကိုချစ်တာမဟုတ်ဘူးငါတိတ်နားမလဲဘူးအန်နာမီကာကနင့်တဲ့အများကြီးလှတယ်ဒါကြောင့်ငါသူနဲ့ပဲလက်ထပ်ချင်တယ်နင်နဲ့လက်မထပ်ချင်တော့ဘူးနင်ဒီကနေထွက်သွားလိုက်တော့
အန်နီသားကလည်းဝမ်းနေပြီးတော့မျက်ရည်တွေကျလာခဲ့ပါတယ်။သူ့ရဲ့ညီမအန်နာမီကာကသူ့ဘဝမှာရှိသမျှအရာအားလုံးကိုအမြဲတမ်းလုပ်ယူသွားခဲ့ပါတယ်။ဒီနေ့မှဆိုရင်လည်းဒါကပဲဆက်ပြီးဖြစ်နေခဲ့တာပါ။ဒီနောက်မှာတော့အာမေကလည်းသူ့သမီးအငယ်ရဲ့လက်ထပ်ပွဲကိုသဘောတူလိုက်ပါတယ်။အန်နီသားတို့ဝယ်လာခဲ့တဲ့မင်္ဂလာဝတ်စုံကိုလည်းအန်နာမီကာကိုပေးခဲ့ပါတယ်။မင်္ဂလာဆောင်နေ့မှာတော့အန်နီသားငိုနေခဲ့တာပေါ့။အန်နာမီကာကပြောလိုက်ပါတယ်။ငါရဲ့မင်္ဂလာဆောင်နေ့ကြီးမှာစက်တည်မသုံးစမ်းပါနဲ့ဟာဘာလို့ငိုနေရတာလဲဒီကနေထွက်သွားလိုက်တော့နင်းရဲ့စက်တည်သုံးတဲ့မျက်နှာကိုငါမမြင်ချင်ဘူးအန်နီသားကလည်းသူ့ကြီးစားနဲ့သူ့ညီမတို့ရဲ့လက်ထပ်ပွဲကိုမကြည့်နိုင်ပါဘူးအိမ်ကနေထွက်ပြေးသွားခဲ့ပြီးတော့တောတစ်ခုထဲမှာသွားထိုင်နေခဲ့ပါတယ်ငါဘာတွေများလုပ်ခဲ့မိလို့လဲငါအသားမဲတာအပြစ်တစ်ခုလားအိုးဖယားသခင်ကျမကိုခေါ်လိုက်ပါတော့ကျမတေပဲသိရင်တော့တယ်တစ်ပင်ပေါ်မှာမှော်ဆွမ်းရှိနေတဲ့ကျင်းငှက်တစ်ကောင်ကထိုင်နေခဲ့ပါတယ်။သူကငိုနေတဲ့အန်နီသားကိုတွေ့သွားခဲ့ပါတယ်။နင်ဘာလို့ငိုနေရတာလဲ။နင်ကအယမ်းလာရဲ့လေ။ဘာလို့လာရမှာလဲ။ငါကအသားမဲတယ်။ငါကိုဆိုရင်ဘယ်သူမှချစ်ကြတာမဟုတ်ဘူး။ငါတေးတာတေးလိုက်ချင်တော့တယ်။ဆက်ပြီးတော့အသက်မရှင်ချင်တော့ဘူး။အဲ့လိုတော့မပြောပါနဲ့။ဘဝဆိုတာအယမ်းလှပလွန်ပါတယ်။ဒါနဲ့နင်ကအသားဖြူချင်တာမဟုတ်လား။ရော့ဒီဝတ်စုံကိုဝတ်လိုက်။ဒါကိုဝတ်လိုက်တာနဲ့နင်အယမ်းကိုချောမောလှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြောင်းလဲသွားလိမ့်မယ်။ဒီလိုနဲ့ပဲကျင်းငယ်လေးကအန်နီသားကိုဝတ်ဆောင်ပေးလိုက်ပါတယ်။အန်နီသားကလည်းဝတ်ဆောင်ကိုဝတ်လိုက်တာနဲ့အတော်လေးကိုချောမောလှပတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။သူမကအယမ်းကိုပျော်ရွှင်သွားခဲ့တာပေါ့။ခဏနေပါဦး။ဒါငါဆိုတော့ငါတော့မယုံနိုင်ဘူး။ငါအိမ်ပြန်တော့မယ်။အန်နာမီကာကသူ့ရီးစားနဲ့တူတူမိဘုံကိုပတ်တော့မဲ့အချိန်မှာအန်နီသားရောက်လာခဲ့ပါတယ်။အန်နီသားမင်းမလားမင်းကဘလို့ဖြစ်ပြီးဒီလောက်တောင်မှဖြူပေးသွားရတာလဲ။ပြီးတော့နေ့စီမှာဒီလောက်တောင်မှလှပတဲ့သူတို့သမီးဝတ်စုံကရောဘယ်ကနေရောက်လာတာလဲ။ဒါရီကောင်လုံးကိုဖျားသခင်ကပေးခဲ့တာပဲညီမလေးရဲ့နင်လက်ထက်လိုက်ငါအခုလက်မထက်ချင်တော့ဘူး။အခုအန်နီသားကအန်နာမီကားထက်အများကြီးပိုထားသွားပြီ။ငါအန်နီသားနဲ့ပဲလက်ထက်မယ်။အဲ့ဒါကတော့လုံးဝမဖြစ်နိုင်တော့ဘူး။ငါကစားစရာအယုတ်တစ်ခုမဟုတ်ဘူးလေ။အန်နီသားကတော့ဆိုဟာရှ်ကိုညင်းပယ်ပြီးတော့သူ့ရဲ့အခန်းထဲကိုဝင်သွားခဲ့ပါတယ်။ဆိုဟာရှ်ကလည်းလက်မထက်ပဲနဲ့ထွက်သွားခဲ့ပါတယ်။အန်နာမီကာကတော့ဒေါသထွက်ပြီးတော့အန်နီသားရဲ့အခန်းထဲကိုဝင်သွားခဲ့တာပေါ့။သူကလည်းအန်နီသားရဲ့ဝတ်စုံကိုဝတ်လိုက်ပါတယ်။ဒါကိုဝတ်လိုက်တာနဲ့သူမအယမ်းကိုယုံဆိုတဲ့မိန်းကလေးတစ်ယောက်ဖြစ်သွားခဲ့တာပေါ့။ဒုက္ခပါပဲ။ဒါဘာဖြစ်တာလဲ။ငါရောက်ဆိုသွားပြီးဘယ်လိုလုပ်ရမလဲ။သူမငိုနေခဲ့တာပေါ့။အမှန်တကယ်မှာတော့ဒီဝတ်စုံကလူတစ်ယောက်ရဲ့အတွင်းထဲကအယောင်အတိုင်းပဲအပြင်ကိုထုတ်ပေးတာပါ။ဒါကြောင့်အန်နီသားကချော်မောလှပဖြူပေးသွားပြီးအန်နာမီကာကတော့အသားမင်းယုံဆိုသွားခဲ့ရတာပါ။အန်နီသားကတော့ဘဝမှာလိုအပ်တဲ့အရာတွေအားလုံးကိုရရှိသွားပြီးတော့အန်နာမီကာကတော့အပေခံဖြစ်သွားခဲ့ရပါတယ်။ဒီလိုနဲ့အန်နီသားကလည်းဘဝကိုပျော့ပျော့ရွှင်ရွှင်နေထိုင်သွားခဲ့ပါတော့တဲ့ကွယ်။ဒီနေ့ပြောပြပေးမှာကတော့စင်ရန်သားရဲ့အာလူတန်ပေါဆိုတဲ့ပုံမြင်လေးပဲဖြစ်ပါတယ်ရှင်။ရွာတရွာမှာအရန်ကိုစင်ရတဲ့မိသားစုဝင်တွေနေထိုင်ပါတယ်။အဲ့ဒီမိသားစုတွေကမိသားစုတစုကတော့မိဘနှစ်ပါးနဲ့သမီး၃ယောက်ပဲဖြစ်ပါတယ်။ဖခင်ဖြစ်သူကိုပါကတော့အပြင်မှာအလုပ်ကျန်းတွေကိုလုပ်နေရင်းနဲ့မိသားစုစားဝတ်နေရေးကိုဖြည့်ရှင်းပေးနေခဲ့ရပါတယ်။ဦးလေးရေအလုပ်တွေကိုအမြန်လုပ်စမ်းပါအဲ့လောက်ထိလည်းပြင်းကြီးမနေပါနဲ့။ဘလို့လုပ်ရမလဲကျွန်တော်ကလည်းအသက်ကြီးနေပြီဆိုတော့ဒီလောက်ထိခန္ဓာကိုယ်ကအားမရှိတော့ဘူးလေဒီမှာဦးလေးကြီးဒီမှာအလုပ်လုပ်နေတဲ့အလုပ်သမားတွေကဦးလေးကြီးတယောက်တည်းမဟုတ်ဘူးလုပ်နေကြတာအများကြီးပဲဒီအလုပ်တွေကိုမလုပ်နိုင်ဘူးဆိုရင်တော့ထွက်သွားလိုက်တော့ကိုပါရဲ့အိမ်မှာအလုပ်လုပ်တဲ့သူကတော့သူတယောက်တည်းပဲရှိပါတယ်ဒါကြောင့်သူကလည်းအလုပ်တွေကိုအလျင်မြန်လုပ်ကင်နေခဲ့ရပါတယ်ညနေခင်းမှာတော့သူလည်းပင်ပန်းနှွမ်းနေစွာနဲ့အိမ်ကိုပြန်ရောက်လာခဲ့တာပေါ့သူ့ရဲ့သမီး၃ယောက်စလုံးကတော့အတူတူထမင်းဟင်းချက်ပြုတ်နေခဲ့ကြပါတယ်။ဒီအချိန်မှာသမီးလေးတွေရဲ့အမေဖြစ်သူကလည်းပြောခဲ့ပါတယ်။ကျမရဲ့သမီး၃ယောက်စလုံးကအခုဆိုရင်အရွယ်ရောက်နေကြပြီ။အဲဒါကြောင့်ကျမကဘာလုံးမှလုပ်ချင်ရမလို့တော့ဘူး။ဒါကိုကြားလိုက်ရတဲ့အခါမှာကိုပါကတော့ပျော်ရွှင်သွားခဲ့တာပေါ့။ရွာမှာရှိတဲ့ကိုပါရဲ့တငယ်ချင်းတစ်ယောက်ကအဲ့ဒီအချိန်မှာပဲအိမ်ကိုရောက်လာခဲ့ပါတယ်။အမရေအမအခုလိုမျိုးအသက်ကြီးလာတဲ့အချိန်မှာသမီးလေးတွေရှိနေတော့အမအနားယူလို့ရပါမယ်ကိုပါစီမှာလည်းတားတယောက်ရှိမယ်ဆိုရင်တော့သူလည်းအတော်လေးသက်သာသွားမှာသူအခုဆိုရင်တော့အနားယူလို့ရတော့ပြီအခုနာကတုန်းထိချီကျူခံရတဲ့အတွက်သမီး၃ယောက်စလုံးပျော်ရွှင်နေခဲ့ကြပေမဲ့ရာဂီရဲ့စကားသံကိုကြားလိုက်ရတဲ့အခါမှာတော့သမီး၃ယောက်ကလည်းစိတ်ပြည့်ဝမ်းနေသွားခဲ့ကြပါတယ်
သမီးလေးတို့ရေတော်အထဲဝင်သွားကြကိုပါရဲ့မိန်းမနဲ့သူ့ရဲ့သမီးလေးတွေကလည်းအခန်းထဲကိုဝင်သွားကြပါတယ်ဒုက္ခပါပဲခမ ्या ကတော့လေဒီလိုစကားတွေဘာဖြစ်လို့ကျွန်တော်သမီးလေးတွေရှေ့မှာလာပြောနေရတာလဲအော်ကိုပါရဲ့ငါမင်းအတွက်ပဲပြောနေရလေမင်းအခုလိုမျိုးအလောက်ကျန်းလေးကိုပင်ပင်မမလုပ်နေရတဲ့ခါကျတော့ငါလည်းမကြည့်ရဘူးအတော်လေးဝမ်းနေရတယ်အခုချိန်ဒီခမ ्या ရဲ့သမီးလေးတွေကိုခမ ्या လက်ထပ်မပေးရသေးဘူးလေသူတို့ကိုခမ ्या လက်ထပ်ပေးဖို့ဆိုရင်တမတ်တွေအိမ်ရောက်လာကြမှာအဲ့ဒီခါကျရင်တော့ခမ ्या အတွက်အတော်လေးအထောက်အကူဖြစ်သွားလိမ့်မယ်ကျွန်တော်ရဲ့သမီးလေးတွေကိုမွေးထားတယ်ဆိုတာကကိုယ်တိုင်ကျွေးမွေးပြီးဆိုစောင့်ရှောက်နိုင်လို့မွေးထားတာတခြားစိမ့်တယောက်ရဲ့အကူအညီကိုလည်းကျွန်တော်မလိုချင်ပါဘူးဗျာဒီလိုသားဆိုရင်တော့ကျွန်တော်ဘယ်တော့မှသမီးလေးတွေမွေးထားမှာမဟုတ်ဘူးလေကဘာပေါ်မှာစင်းရဲသားတွေကအများကြီးပါပဲအားလုံးကငိုပဲငိုနေကြတာမှမဟုတ်တာခမ ्या ရဲ့သားလေးကလည်းအခုဆိုရင်တော့အရွယ်ရောက်ရှိနေပြီလေသူကအသက်အရွယ်တကူတောင်မှရောက်ရှိနေပြီဆိုပေမဲ့ဘာလို့ကိုမှလည်းကောင်းကောင်းမလုပ်သလိုမျိုးဘယ်အိမ်ကသမီးရှင်ကမှလည်းသူတို့ရဲ့သမီးကိုခမ ्या ရဲ့သားလေးကိုမပေးချင်ဘူးလေအဲ့ဒါကြတော့ဘယ်လိုလုပ်ကြမလဲတရက်လုံးဘာလုံးဝမလုပ်ဘဲနဲ့ရှောက်သွားနေတယ်ကျွန်တော်ရဲ့သမီးလေးတွေကအနည်းဆုံးတော့သူ့ရဲ့အမေကိုကူညီပေးပြီးလောက်ကင်ပေးနေကြတယ်လေဟုတ်ပါပြီကိုရေကောင်းပါပြီဒါဆိုရင်တော့ခမ ्या အေးအေးဆေးဆေးထိုင်ပြီးထမင်းစားတော့လိုက်ပါဦးကျွန်တော်လည်းအလုပ်ရှိသေးတယ်ဆိုတော့အိမ်ကိုပြန်လိုက်အောင်မယ်ဗျကျွန်တော်မိန်းမကကျွန်တော်ကိုထမင်းစားဖို့အတွက်စောင့်နေပြီနဲ့တူပါတယ်ကဲဟုတ်တယ်ခမ ्या အမြန်ဆုံးအိမ်ကိုပြန်သွားလိုက်ခမ ्या ရဲ့သားလေးလည်းရက်ွက်ထဲမှာအရက်တွေလိုက်ပတ်တော့နေပြီးတော့ဒီအချိန်ဆိုအိမ်ကိုပြန်လာနေတော့ပြီသူ့ကိုလည်းခမ ्या ထိန်းရအောင်မယ်လေဟုတ်တယ်မလားပြောဆိုပြီးနောက်မှာတော့ရာဂေ့ရှ်ကလည်းအမြန်ဆုံးထွက်ခွာသွားလိုက်ပါတယ်ညမိုးချုပ်သွားတဲ့အခါမှာတော့ညီမ၃ယောက်ကလည်းတိုင်ပင်ခဲ့ကြတာပေါ့ငါနေတို့နှစ်ယောက်စလုံးကိုအရန်ရေးကြီးရဲ့စကားတခုပြောစရာရှိရဲ့ငါတို့စကားကိုဒီမှာပြောနေရဲဆိုရင်တော့ငါတို့ရဲ့မိဘတွေကြားသားလိမ့်မယ်အဲ့ဒါကြောင့်မနှက်ဖြန်မနှက်မိုးလင်းတော့မှပဲငါတို့လဲတဲ့ကိုတူသွားကြတာပေါ့ဟုတ်ကဲ့ကောင်းပါပြီအမရဲ့ညီမလေးတို့သွားကြမယ်လေဒီလိုနဲ့နောက်နေမနှက်မိုးလင်းသွားတဲ့အခါမှာတော့ညီမ၃ယောက်စလုံးကလည်းမနှက်အစောကြီးထားပြီးလက်ခွင်းထဲကိုထွက်လာခဲ့ကြပါတယ်ပြောပါတော့အမမိုနီကာရဲ့ဘာပြောစရာရှိလို့လဲပြောတော့လေငါမနေ့ကတည်းကစဉ်းစားနေတာတညလုံးမနေ့ကတော့ငါဦးလေးရာဂေ့ရှ်လာသွားခဲ့တယ်မဟုတ်လားဘလို့မဆိုသူပြောသွားတဲ့စကားတွေကစဉ်းစားကြည့်မယ်ဆိုရင်တော့မှန်လဲမှန်နေဘယ်စကားလဲအမရဲ့ငါတို့၃ယောက်စလုံးကမိန်းကလေးတွေလေငါတို့လုံနိုင်တာဆိုလို့ငါတို့ရဲ့အမေကိုကူညီပေးနိုင်တာလေးပဲရှိရဲ့ငါတို့ရဲ့အမေကိုအိမ်မှာနေပြီးအလုပ်တွေဝိုင်းလုပ်ပေးတာနဲ့ပဲငါတို့ရဲ့ဘဝကပြီးဆုံးသွားမှာဦးလေးရာဂေ့ရှ်ပြောသွားတယ်မလားငါတို့မှသာအကိုတယောက်ရှိမယ်ဆိုရင်တော့သူကအဖေကိုအများကြီးအကူအညီပေးနိုင်လိမ့်မယ်လို့ဒါဆိုရင်တော့ဦးလေးရာဂေ့ရှ်ပြောချင်တဲ့အဓိပ္ပာယ်ကဘာလဲယောက်ျားလေးတယောက်ကပဲဖခင်ဖြစ်သူကိုအကူအညီပေးနိုင်တယ်ဆိုပြီးသူကပြောချင်တာလားဒါဆိုရင်ဘာလဲအမရဲ့မိန်းကလေးတွေကဖခင်ဖြစ်သူကိုဘယ်တော့မှအကူအညီမပေးနိုင်တော့ဘူးလားကူညီပေးနိုင်တာပေါ့ဘာဖြစ်လို့အကူအညီမပေးနိုင်ရမှာလဲဒါနဲ့ငါတို့ဘာလို့ရင်ကောင်းမလဲဘာလို့ပေးလို့ရလဲဟုတ်တယ်ညီမလေးတို့အနေနဲ့ဘာပဲလုပ်ရအဖေအခုလိုမျိုးပင်မအလုံးလုံးနေရတာကိုတော့ထပ်ပြီးတော့မကြည့်ရနိုင်တော့ဘူးတခုခုအမြန်ဆုံးလုပ်ပြီးတော့အဖေရဲ့အလုပ်တွေကိုဝိုင်းဝန်းကူညီလုပ်ကင်ပေးမှဖြစ်မယ်ဒါနဲ့အမရေညီမလေးမှာတော့အကြံတစ်ခုရှိရဲ့ညီမလေးတို့ရွာနဲ့နည်းနည်းဝေးတဲ့နေရာမှာဈေးကြီးရှိရဲ့မဟုတ်လားအဲ့ဒီဈေးမှာလူတွေကလည်းတော်တော်လေးကိုစီးကားတယ်အဝတ်အစားဆိုင်တွေအထည်ဆိုင်တွေလည်းအများကြီးဈေးကလည်းကြီးပဲဆိုတော့လူတွေကလည်းအသွားလာများတယ်လေအဲ့ဒီမှာရှိတဲ့ဆိုင်တွေစီသွားပြီးတော့ညီမလေးတို့အတွက်အလုပ်တစ်ခုတောင်းကြမယ်ဆိုရင်ရောဘယ်လိုလဲအေးဟုတ်တယ်ဒါဆိုတော့လည်းမစိုးပါဘူးနင်ပြောတဲ့စကားကမှန်တော့လည်းမှန်နေဒါကြောင့်ညီမ၃ယောက်စလုံးကလည်း2ကီလိုမီတာလောက်ဝေးတဲ့အကွာအဝေးတစ်ခုကိုလမ်းလျှောက်ပြီးတော့ရောက်အောင်သွားခဲ့ကြပါတယ်အဲ့ဒီနေရာမှာတော့ဆိုင်တွေအများကြီးဖွင့်လှစ်ရောင်းချနေကြတာကိုသူတို့ညီမတွေကလည်းတွေ့ကြရတာပေါ့ဒါကြောင့်ညီမ၃ယောက်သားဆိုင်တစ်ဆိုင်ချင်းစီကိုဝင်ပြီးတော့သူတို့အတွက်အလုပ်တစ်ခုလောက်များရမလားဆိုပြီးတောင်းဆိုခဲ့ကြပါတယ်။သမီးတို့ရေဦးလေးတို့ကလည်းရွာမှာပဲဖွင့်ထားတဲ့ဆိုင်မဟုတ်လား။လာဝယ်ကြတဲ့ဝယ်သူတွေအကုန်လုံးကလည်းအနီးနားပတ်ဝန်းကျင်မှာရှိတဲ့ရွာသူရွာသားတွေကပဲဒီဆိုင်မှာလာဝယ်ကြတာ။ဒီတော့ဦးလေးတို့အနေနဲ့လောက်ခလာစာပေးပြီးတော့အလုပ်သမားတွေခန့်နိုင်တဲ့အထိတော့လည်းအဆင်မပြေသေးပါဘူး။သူတို့လည်းအဲ့ဒီဈေးထဲမှာပဲနောက်ထပ်ဆိုင်တွေအများကြီးကိုသွားပြီးတော့အလုပ်တွေလိုက်ရှာခဲ့ကြပါတယ်။ဒါပေမဲ့လည်းသူတို့အနေနဲ့ဘယ်မှအလုပ်မရရှိခဲ့ကြပါဘူး။ပင်ပန်းလွန်တဲ့အခါမှာတော့ညီမ၃ယောက်ကလည်းလက်လျှော့ပြီးအိမ်ကိုပြန်လာခဲ့လိုက်ကြပါတော့တယ်။ဒီအချိန်မှာပဲသူတို့အိမ်ပြန်လာနေတဲ့လမ်းမှာလူအုပ်ကြီးကိုသူတို့တွေ့ခဲ့ရပါတယ်
ရဘီနာမာတဝီဒီမှာရွာသူရွာသားတွေအများကြီးပဲဘယ်ကိုသွားနေကြတာလဲကြည့်ရတာအမရဲ့ရွာသူရွာသားတွေအကုန်လုံးရွာကနေအမြဲတမ်းထွက်သွားတော့မယ်နဲ့တူရတယ်နေပါဦးသူတို့အားလုံးကဘာတွေဖြစ်နေကြရလဲဒီရွာသူရွာသားတွေအကုန်လုံးကိုသွားမေးကြည့်ကြမယ်လေဒီအချိန်မှာပဲမိုဟီနီကသူ့အဖေရဲ့တငယ်ချင်းဖြစ်သူရာဂေ့ကိုတွေ့သွားခဲ့ပါတယ်ဦးလေးရာဂေ့ရှင်ဒီမှာရွာသူရွာသားတွေအကုန်လုံးဘလို့ဖြစ်နေကြရလဲသူတို့ကဘယ်ကိုသွားနေကြတာလဲဦးလေးကလည်းခက်မြန်မြန်ပြေးနေတာပဲဘာများဖြစ်လို့လဲအဲ့ဒီနေရာမှာတခုခုပေးနေလို့လားဘာတွေများဝေပေးနေတာလဲကဲသမီးလေးရဲ့ဦးလေးအတွက်ကတော့ဒါကနတ်တုတ်တာပဲအနီးနားရွာကနေပြီးထံပေါက်တဲ့တူရောက်လာခဲ့တယ်လေသူကတစ်နှစ်ကို2ခေါက်3ခေါက်လောက်ပဲလာတာအဲ့ဒါကြောင့်ရွာသူရွာသားတွေအကုန်လုံးကပြေးလွှားပြီးသူ့ထံပေါက်ကိုဝယ်စားကြဖို့အမြန်သွားနေကြတာငါလည်းသွားလိုက်အောင်မေမဟုတ်ဘူးဆိုရင်တို့တွေထွက်သွားကြလိမ့်မယ်ဒါမှမဟုတ်ဘူးဆိုရင်တော့ထံပေါက်တွေအားလုံးကုန်သွားလိမ့်မယ်အမြန်သွားမှဖြစ်မယ်ဒီလိုနဲ့ရာဂေရှာလည်းရွာသူရွာသားတွေနဲ့အတူတူလူအုပ်ကြီးရဲ့တုံးဝင်သွားပါတယ်ရွာသူရွာသားတွေကလည်းဒံပေါက်အတွက်နဲ့အယူအမှုဖြစ်နေကြပါတယ်ဒံပေါက်တွေလာပြီးဆိုတာနဲ့အားလုံးကဝိုင်းအောင်ပြီးစားဖို့ပဲလိုက်နေကြတာပေါ့အဲဒါကြောင့်လေဒီဒံပေါက်တွေကတမင်တက်တက်ဒံပေါက်တွေကိုဈေးကြီးကြီးနဲ့ရောင်းနေတာပါဒါတော့မှသူတို့တွေအကုန်လုံးကစားနေကြတော့မှပဲဒီလိုနဲ့သူတို့ကသွားနေရင်နဲ့အိမ်တအိမ်ထဲကိုဝင်သွားခဲ့ကြပါတယ်ဒါကတော့သူတို့တငယ်ချင်းရာနီရဲ့အိမ်ပါဟဲ့ရာနီရွာတရွာလုံးမှာဖွင့်ထားတဲ့အိမ်ဆိုလို့နေအိမ်ပဲရှိရဲ့အဲဒါကြောင့်နေရဲ့အိမ်ထဲပဲဝင်လာခဲ့လိုက်တာရွာသူရွာသားတွေအကုန်လုံးကဓာတ်မောက်စားဖို့ဆိုပြီးသွားနေကြတယ်နေမသွားဘူးလားအော်နင်တို့ကလည်းသိရသားနဲ့ငါရဲ့အမေကဓာတ်မောက်ချက်တာအရန်ကိုကျွမ်းတယ်လေငါတို့တမျိုးရိုးလုံးကလည်းဓာတ်မောက်ကိုအေးဆေးဆေးချက်တတ်တယ်ဒါကအရန်လွယ်ကူတဲ့ကိစ္စပါငါတို့ရွာမှာဆိုရင်ချက်စားနေကြရွာသူရွာသားတွေအကုန်လုံးကဘာကိစ္စနဲ့များဓာတ်မောက်ကိုအလောက်တောင်ယူမှုကြိုက်နေကြတာလည်းမသိပါဘူးဒါနဲ့နေရဲ့အမေကဘန်ကားပြည်နယ်ကနေလာခဲ့တာလားသူကအောက်လန်းပညာတွေဘာတွေတက်မှာပေါ့နော်နေရလေယူနေလားငါတို့ပြည်နယ်ကသူတွေအကုန်လုံးကအောက်လန်းပညာတက်တာမှမဟုတ်တာဒါတွေကစကားနဲ့ပဲပြောကြတာပါကဲလာငါတို့အိမ်မြန်ကြမယ်ငါတို့မနက်ထဲကအိမ်ကထွက်လာတာအမေစိတ်ပူနေပြီလားမသိဘူး၃ယောက်စလုံးကလည်းအိမ်ကိုပြန်သွားခဲ့ကြပါတယ်အိမ်ကိုရောက်သွားတဲ့အခါမှာတော့ညီမ၃ယောက်စလုံးကလည်းတစ်ခါပြန်ပြီးစဉ်းစားနေခဲ့ကြတာပေါ့အခုသူတို့ဘာဆက်လုပ်ရင်ကောင်းမလဲဆိုပြီးတော့လေအခုအချိန်ထိသူတို့ကဘာအလုပ်တကူမှရသေးတာလည်းမဟုတ်ပါဘူးဒီရွာမှာကယောက်ျားလေးတောင်မှအလုပ်မရပါဘူးဆိုနေမှမိန်းကလေးတွေအတွက်အလုပ်ရဖို့ကပိုတော့ခက်ခဲသွားခဲ့ပါတယ်ဒီအချိန်မှာပဲမိုနီကာကလည်းအစီအစဉ်တစ်ခုကိုတွေးမိသွားခဲ့ပါတယ်အလုပ်ရဖို့ဆိုတာကဒီနေ့ခေတ်မှာအတော်လေးခက်ခဲတယ်နော်နင်တို့အားလုံးလည်းတွေးကြတယ်မလားလူအုပ်ကြီးကဓာတ်မောက်ဆိုင်တော်ကိုဘယ်လိုမျိုးပြေးနိုင်နေကြလဲဆိုတာကိုလေငါတို့၃ယောက်စလုံးကလည်းဘယ်လိုမဆိုဓာတ်မောက်ရောင်ကြမယ်ဆိုရင်ရောဒါဆိုရင်တော့ရွာသူရွာသားတွေအကုန်လုံးကလည်းနေ့စဉ်နေ့တိုင်းဓာတ်မောက်စားလို့ရသွားပြီဟုတ်တယ်အမရဲ့ဟုတ်တယ်ဒီအကြံကအတော်လေးကောင်းပြီးတော့အဆင်ပြေရဲ့နော်ဘာလို့လဲဆိုတော့ဒီအကြံကိုကျမတို့လည်းမစင်းစားခဲ့မိဘူးဒီမှာရှိရဲ့ရွာသူရွာသားတွေနဲ့တခြားရွာသူရွာသားတွေအကုန်လုံးကလည်းကျမတို့ဆိုင်မှာလာပြီးအားပေးကြလိမ့်မယ်အားလုံးကလည်းဓာတ်ပေါက်ကိုဘလောက်တောင်မှကြိုက်ကြလဲဆိုတာတွေ့ရပဲမဟုတ်လားကျမတို့နေ့စဉ်နေ့တိုင်းပတ်စံအများကြီးရှာနိုင်သွားကြလိမ့်မယ်ဟုတ်တယ်ငါတို့ရဲ့စီစဉ်တာအဆင်ပြေသွားရင်တော့အဖေကိုအလုံးထွက်ခိုင်းရမယ်ဒါပေမဲ့ဒီကိစ္စမှာလည်းအတားအဆီးတွေအများကြီးရှိသေးတယ်ဓာတ်ပေါက်ချက်ဖို့အတွက်ကြံတဲ့ရည်စည်းတွေအကုန်လုံးအိမ်မှာရှိရဲဆိုပေမဲ့စိတ်သားနဲ့ကြက်သားကအတော်လေးဈေးကြီးရဲ့နော်အဲ့ဒါကိုငါတို့ဘယ်လိုဝယ်ကြမလဲအဲ့လောက်ထိပတ်စံကလည်းငါတို့စီမှာရင်းနှီးဖို့အတွက်မရှိဘူးလေအမရေဖြည်းဖြည်းလေးပြောပါလားအဖေနဲ့မိကြားသွားရင်ဒုက္ခပဲမနှက်ပြန်ကြရင်တော့ကျမတို့ဒီကိစ္စတွေအကုန်လုံးကိုရာနီတို့အိမ်ကိုသွားပြီးပြောကြမယ်လေနောက်နေ့မှာတော့ညီမ၃ယောက်ကလည်းရာနီရဲ့အိမ်ကိုသွားခဲ့ကြပါတယ်သူတို့လှုပ်ချင်တဲ့လှုပ်တွေကိုရာနီကိုပြောပြခဲ့ကြတာပေါ့နင်တို့ဘသူကပထမတည်းကစက်သားနဲ့တန်ပေါက်စိတ်သားတန်ပေါက်လှုပ်ရောက်မှလို့ပြောနေလို့လေဒါပေမဲ့တန်ပေါက်ဆိုတာစက်သားတန်ပေါက်နဲ့စိတ်သားတန်ပေါက်ပဲစားကြတာလေဟုတ်ပါတယ်ဒါပေမဲ့နင်ကတသက်လို့တန်ပေါက်ဆိုတာကိုရောမကြားဘူးကြဘူးလားငါတို့ပြည်နယ်မှာဆိုရင်တော့တန်ပေါက်ထဲမှာအာလူးထည့်ပြီးတော့တသက်လို့တန်ပေါက်ချက်စားကြတဲ့အတော်လေးအရသာရှိပြီးတော့ကောင်းနေသီလားဒီစကားကိုကြားခဲ့ရတဲ့အခါမှာတော့ညီမ၃ယောက်ကလည်းပျော်ရွှင်သွားခဲ့ကြပါတယ်ဒါနဲ့အာလူးထံပေါက်ကိုဘလို့များချက်ပြုတ်ရတာလဲ။အော်ကြက်သားထံပေါက်နဲ့စိတ်သားထံပေါက်ချက်တယ်လို့မျိုးပဲချက်ရတာပါမခက်ပါဘူး။အာလူးပြုတ်ပြီးတော့ထည့်ရတယ်ဒါတော့ပဲနင်တို့ဓာတ်ပေါက်ချက်မယ်ဆိုရင်တော့ငါ့အိမ်မှာပဲလာပြီးတော့ချက်လိုက်လေ။ပြီးသွားရင်တော့ငါ့အိမ်ရှိမှာပဲနင်တို့ဆိုင်ဖွင့်ကြပေါ့။
အေးဟုတ်တယ်အဲ့ဒါအရန်ကောင်းနေကျေးဇူးတင်ပါတယ်ဟာအလုံးစင်ပြေသွားတဲ့ခါကျရင်တော့ငါရဲ့မိဘတွေကိုပြောပြလိုက်ကြမယ်ငါတို့ကခွင့်ပြုချက်တောင်းခံနေအောင်မယ်ဆိုရင်အဖေကညင်းနေအောင်မသိလားနောက်နေ့မနက်မိုးလင်းတာနဲ့ညီမ၃ယောက်စလုံးကလည်းအာလူးတံပေါက်ချက်ပြုတ်ခဲ့ကြပါတယ်တခြားသူတွေရဲ့တံပေါက်ထက်ပိုပြီးအရသာရှိအောင်ငါတို့အာလူးကိုအရသာအများကြီးတွင်းရမယ်ငါတို့ပုံမှန်ရေထဲမှာအာလူးကိုမပြုတ်ဘဲနဲ့အာလူးထဲမှာစားရဲစနွေးမုံရဲအယောင်တွေမုံရဲမဆလာတွေပါထည့်ပြုတ်ကြတာပေါ့ဒါဆိုရင်အရသာတွေကတော့အာလူးထဲဝင်သွားလိမ့်မယ်ပြီးရင်ငါတို့စီချက်တွေနဲ့ငရုတ်သေးတွေထည့်ကြမယ်နော်ဒီလိုနဲ့ညီမ၃ယောက်စလုံးကလည်းစူးစမ်းပန်းစားနဲ့နိုင်ပေါင်းများစွာကြာအောင်စူးစမ်းပြီးဓမ္မကိုချက်လိုက်ကြပါတယ်နောက်ဆုံးမှာတော့သူတို့ကအရသာရှိတဲ့ဓမ္မကိုချက်လုပ်ပြီးစီးသွားခဲ့ပါပြီအဲဒီနောက်အိမ်ရှိမှာပဲဓမ္မောက်ဆိုင်လေးဖွင့်လှစ်ရောင်းချခဲ့ကြပါတယ်တဖြည်းဖြည်းနဲ့ရွာသူရွာသားတွေကဓမ္မောက်ဆိုင်ကိုရောက်လာခဲ့ကြပါတယ်နှစ်နာရီအတွင်းမှာပဲသူတို့ချက်ပြုတ်ထားတဲ့ဓမ္ပေါက်တွေအကုန်လုံးကလည်းရောင်းတော့ကုန်သွားခဲ့ပါတယ်ကဲအားလုံးပဲစိတ်မပြတ်ကြပါနဲ့9နာရီဆိုရင်တော့ကျမတို့နောက်ထပ်ဓမ္ပေါက်လာရောင်းပေးပါမယ်ညနေခင်းမှာရွာသူရွာသားတွေကဓမ္ပေါက်လာစားခဲ့ကြပါတယ်အနီးနားမှာရှိတဲ့လူတွေအကုန်လုံးကလည်းဓမ္ပေါက်ဆိုင်ရှိနေတယ်ဆိုတာကိုသိသွားတဲ့အတွက်ရောက်လာကြတာပေါ့၃ယောက်စလုံးရဲ့မိဘတွေကလည်းဒါကိုသိသွားတော့ပျော်ရွှင်နေခဲ့ကြတာပေါ့အခုဆိုရင်တော့သူတို့ရဲ့ဖခင်ဖြစ်သူကလည်းအလုံချမ်းတွေကိုမလုပ်တော့ဘဲနဲ့သူတို့ရဲ့သမီးလေးတွေနဲ့အတူတူဓမ္ပေါက်လိုက်ရောင်းပေးခဲ့ပါတယ်စင်ရဲ့မွေးတေမှုတွေကလည်းလာအနေငယ်အတွင်းမှာပဲပြေပြောက်သွားခဲ့ပြီးတော့ကောင်းကောင်းမွန်မွန်ချမ်းချမ်းသာသာနဲ့ပဲနေထိုင်သွားခဲ့ကြပါတော့တဲ့ကွယ်ပုံမြင်လေးကတော့ပြီးဆုံးသွားပါပြီရှင်နားဆင်ပေးကြတဲ့ပရိသတ်ကြီးအားလုံးကိုစိတ်နှဖျားကျန်းမာချမ်းသာပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင်